တွန်ကမတော်တဆပိတ်တုံးအိမ်ကိုတွားထိမိလိုက်တယ်။သူအကိတ်ခံရပြီးလွှားဆက်ကိုရန်ကားပြီးဝှေ့ရနေခဲ့တယ်။အားလက်ရက်ခီးထွက်လာတဲ့တက္ကသိုလ်ကျောင်းသားတွေကသူ့ကိုလွှားဆက်လူသက်သမားလို့ထင်သွားတယ်။အဲ့ဒီကျောင်းသားကအမြန်ထွက်ပြေးသွားတယ်။ကျောင်းသားတစ်ဖွဲ့ကပိတ်တုံးတွေကိုရှောင်နေပြီးနောက်တစ်ဖွဲ့ကလွှားဆက်ကိုရှောင်နေကြတယ်။မကြခင်မှာတွန်ကကျောင်းသားတွေကိုကြော်တက်သွားပြီမဲ့ကျောင်းသားတစ်ယောက်ကတစ်ပင်ကြားမှာရုတ်တရက်ညှက်ပြီးတေသွားတယ်။မတော်တဆမှုတွေထပ်မထီအောင်တွန်ကတစ်ကိုင်းတွေအကုန်လုံးကိုခြေပစ်ဖို့ဆုံးဖြတ်လိုက်တယ်။သူကတစ်ကိုင်းတွေကိုတစ်ကိုင်းခြေဆက်သေးကိုပစ်ထည့်လိုက်ပြီမဲ့ကျောင်းသားတွေကသူ့လူတေအလောင်းတွေကိုခြေနေတာလို့ထင်သွားကြတယ်။ကျောင်းသားတစ်ယောက်ကသူ့စီကိုပြေးဝင်လာတယ်။ဒါပေမဲ့အဲ့ဒီကျောင်းသားကတစ်ကိုင်းခြေဆက်သေးကိုပြုတ်ကျသွားတယ်။တွန်ကသူ့ကိုဆွဲထုတ်ဖို့စူးစမ်းပေမဲ့သူ့တငယ်ချင်းတွေကတွန်ကသူ့ကိုတတ်နေတာလို့ထင်သွားကြတယ်။နောက်ထပ်ကျောင်းသားတစ်ယောက်ကလန်ကချောင်းနဲ့ရောက်လာပေမဲ့ခြေခေါက်လဲကျသွားတယ်။သူကသူ့လန်နဲ့သူစိုက်မိပြီးတေဆုံးသွားတယ်။တွန်နဲ့ဂျယ်ရီတို့တဲအိမ်လေးမှာစုံကြတယ်။တယောက်ယောက်တစ်ကိုင်းခြေဆက်သေးခုန်ကျသွားကြောင်းတွန်ကပြောတယ်။တယောက်ယောက်လန်နဲ့ကိုတက်တည်သွားကြောင်းဂျယ်ရီကပြောတယ်။သူတို့ကကျောင်းသားတွေအနီးနားမှာအုပ်စုလိုက်တက်တည်နေကြတာလို့ထင်သွားကြတယ်။သူတို့ကအလောင်းတွေကိုရှင်းထုတ်ဖို့ဆွဲသွားကြတော့မှပဲရဲရောက်လာတယ်။တွန်ကရဲကိုရှင်းပြတယ်။မနေ့ညကသူတို့ငားများထွက်ကြတော့တက္ကသိုလ်ကျောင်းသားတွေခီးထွက်လာကြတယ်။အမျိုးသမီးတယောက်မျက်ထဲပြုတ်ကြတော့သူတို့ကကြဲလိုက်ကြတယ်။ဒါပေမဲ့တခြားကျောင်းသားတွေကသူတို့သူမကိုပြန်ပြေးဆွဲသွားတာလို့ထင်သွားကြတာပါ။ကျောင်းသားတွေကတွန်ရဲ့တဲအိမ်ကိုရှာတွေ့သွားတယ်။သူတို့ကကဲဆယ်ဖို့လူစုပြီးအစီအစဉ်ဆွဲကြတယ်။အမျိုးသမီးကနိုးလာတယ်။အဲ့ဒီနောက်တွန်နဲ့ဂျယ်ရီတို့ကတော်ရိုက်သမားတွေပဲဆိုတာကိုသူမသိသွားတယ်။နောက်ပိုင်းမှာတွန်ကပိတ်တုံးတွေကိုဒေါသထွက်အောင်လုပ်မိပြန်တယ်။အဲ့ဒီပြန်တပါထစ်နေတဲ့ချားမှာသူမကကော်ပြားနဲ့ရိုက်မိသွားတာ။ရဲကသူတို့ပြောတာကိုမယုံဘူး။သူတို့ကိုဖမ်းလိုက်ပေမဲ့ရဲအရာရှိကခေါင်မိုးတန်းကိုမတော်တဆတိုက်မိသွားတယ်။ခေါင်မိုးတန်းပြုတ်ကျလာပြီးရဲရဲ့ခေါင်းကိုထိသွားတယ်။ရဲအရာရှိကအကူအညီတောင်းဖို့ကားစီပြန်သွားတယ်။ပြီးတော့သူတေသွားတယ်။ရဲကားတဲ့ကကျောင်းသားတွေကအရန်ကြောင်းလန့်သွားကြတယ်။သူတို့ညင်းခုန်လေးတုန်းမှာကျောင်းသားတစ်ယောက်ကရဲအရာရှိရဲ့ဒနက်ကိုလှမ်းယူလိုက်ပေမဲ့လုံခြုံရေးကလုံးမဖြုတ်မိဘူး။ဂျယ်ရီကကျင်နာသွားနဲ့တတိပေးလိုက်တယ်။ကျောင်းသားကဒနက်ကိုကိုက်တွယ်ဆန်းတန်ရန်ကိုပြစ်မိပြီးတေသွားတယ်။သူတို့တွေကတဲအိမ်ထဲမှာဝင်ဖုံးနေပေမဲ့သူတို့ခွေးကိုကျောင်းသားတွေကဖမ်းသွားကြတယ်။တွန်ကခွေးကိုနောက်ကနေသွားခဲ့ပေမဲ့ကျောင်းသားတွေကသူ့ကိုပါဖမ်းမိသွားတယ်။အမျိုးသမီးကထမ်းနိုးလာတယ်။ဂျယ်ရီကသူမကိုအရာရာလုံးရှင်းပြလိုက်တယ်။တဲလွင်စာတွေနောက်လိုက်ပြီးကျောင်းသားတွေထွက်သွားတယ်။ဂျယ်ရီကတွန်ကိုရှာတွေ့ပေမဲ့ဒါကထယောင်းတစ်ခုဖြစ်နေတယ်။ဂျယ်ရီသူ့ရဲ့ဝတ်တူဖြတ်လူနီးဖြစ်သွားတယ်။ဒါပေမဲ့ကျောင်းသားတွေကတဲအိမ်ထဲမှာရောက်နေနေပြီးသူတို့နေရာအများဓာတ်စင်တွေလောင်းကြတယ်။အမျိုးသမီးကသူတို့ကိုကာကွယ်ပြောကြတယ်။သူတို့တငယ်ချင်းတွေကသူမပြန်ပေးဆွဲသူကိုတန်ရောစင်တွဲနေတာလို့ထင်သွားကြတယ်။တဲအိမ်ကိုမီးရှို့လိုက်ကြတယ်။အမျိုးသမီးကကြောက်နဲ့ဆေးလိမ်မီးညိလိုက်တယ်။သူတို့မီးလောင်နေတဲ့အဆောက်အဦကနေလွတ်မြောက်သွားကြတယ်။သူတို့ကအမျိုးသမီးကိုကယ်တင်လိုက်ကြတယ်။ကျောင်းသားတွေကသူတို့နောက်ကိုလိုက်နေခြင်းပဲ။သူတို့ကားနဲ့မောင်းပြေးပေမဲ့တစ်ပင်ကိုဝင်တိုက်မိတယ်။ဂျယ်ရီနိုးသွားတော့လူတရာကြီးပြောင်းနေကကိုတွေ့လိုက်တယ်။တတိမလေးတဲ့တွန်ကကျောင်းသားပဲအမျိုးသမီးကိုစပားချင်းစီခေါ်သွားကြတယ်လို့ပြောတယ်။ဘာလို့လဲဆိုတော့သူမကတောအုပ်တွေကိုကာကွယ်ပေးခဲ့လို့ပါ။သူတို့သူမကိုတတ်ချင်နေတာပါ။ဂျယ်ရီကစပားချင်းစီကိုအမြန်ပြေးသွားတယ်။သူကလွှားဆက်ကိုကင်ပြီးကျောင်းသားတွေနဲ့တိုက်ခိုက်တယ်။သူကကျောင်းသားတယောက်ကိုအပေါ်တန်းကနေအောင်မြင်စွာထွန်းချလိုက်တယ်။နောက်ပိုင်းမှာသတင်းတောက်တွေရောက်လာပေမဲ့တကယ်ဘာဖြစ်ခဲ့တာလဲဆိုတာကိုဘယ်သူမှမသိကြပါဘူး။